ဒါကတော့ခလေးဘောင်းစုံเนาะအမျိုးစားဘောင်းစုံရဲ့ချစ်စရာအမူအရာလေးတွေဒါနေရာဖားလို့ပြီးသွားတာတော့ Frenchie လေးဒါလည်း Frenchie ပါပဲအခုစကားတွေများနေရလဲ Frenchie ပဲဒါလည်း Frenchie ပဲ French Bulldog ပြောတာเนาะ French Bulldog ဒါကတော့အင်္ဂလိပ် Bully တွေဖြစ်ပါတယ်အိုး Pitbull ပါဒါလည်း Pitbull ပါပဲဒီဟာလည်း What the fuck are you doing? ပစ်ဘူးလားဘူးလီလားမသိတော့ဒါကကျတော့ခွေးလေးပေါ့နော်မျိုးစားကျွန်တော်လည်းမသိတာဘူးဒါပေမဲ့သူတို့ကအဲ့လိုဝတ်တုတ်ကြီးနဲ့ချစ်ဖို့ကောင်းတယ်သူတို့ကအဲ့လိုမျိုးဘိုက်စားရဲဆိုလို့ရှိရင်ဇလုံးမျိုးလည်းအဲ့လိုကြိုက်တယ်ခွာတယ်ဒါတော့ friend ဘူးတော့အရန်ဆော့တာ friend friend ဘူးတော့လေးဖြစ်ပါတယ်ခင်ဗျာဒါလည်း friend ဘူးတော့လေးပါfriend ဘူးတော့တွေကသူတို့ခန္ဓာကိုယ်ဝတ်တုတ်လေးနဲ့တအားချစ်ဖို့ကောင်းတဲ့ friend ဘူးတော့ဒါတော့အင်္ဂလိပ် bully မကြီးချစ်ဖို့ကောင်းတဲ့ရုပ်တရားကြည့်ပါဦး bully မလေးပါဒါတော့ Frenchie ပါအိုး Frenchie ချစ်စရာကောင်းတဲ့ဝတ်တုတ်လေး